အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့မတ်လ28ရက်နေ့ဖြစ်ပါတယ်ဒီနေ့ကဆိုလို့ရှိရင်တော့မန္တလေးငလျင်လှုပ်ခတ်သွားတာလဲတစ်နှစ်ပြည့်တဲ့အနေလည်းဖြစ်ပါတယ်ခင်ဗျနောက်ပြီးတော့ကျွန်တော်ရဲ့မွေးနေ့လည်းဖြစ်တာပါနော်မွေးနေ့ကတော့မနေ့ကလည်းမလုပ်ဖြစ်ပါဘူးဒီနေ့လည်းမလုပ်ဖြစ်ပါဘူးဘာလို့လဲဆိုတော့သူများတွေခေါ်ရောက်နေတဲ့အချိန်မှာကိုကပျော်ပါနေပြီးတော့အဲ့လိုမျိုးလုပ်နေရတော့အဆင်မပြေဘူးပေါ့နော်ထားပါအခုပြောချင်တာတော့ကျွန်တော်မြန်မာနိုင်ငံရဲ့73စီကိစ္စတွေကိုအနည်းငယ်ဒီပြောပြမှာဖြစ်ပါတယ်ဗောနော်ဒီအရှိလေပိုင်းစစ်ပွဲတွေကြောင့်ဗောနော်ဒီကမ္ဘာနိုင်ငံများနီးတူပေါ့ဒီ73စီခက်ခဲဖြစ်နေတဲ့အထဲမှာကျွန်တော်မြန်မာနိုင်ငံလည်းပါဝင်နေပါတယ်ခင်ဗျနောက်ပြီးတော့ကျွန်တော်တို့ဒီလိုအချိန်ပေါ့နော်ဒီလိုအချိန်3လပိုင်း4လပိုင်းထဲမှာဆိုလို့ရှိရင်တော့ဒီနွေစပါးတွေကိုဒီရိတ်သိမ်းနေဗောနော်ရိတ်သိမ်းကြတဲ့အချိန်ကာလလည်းဖြစ်ပါတယ်ဒီလိုပြောမှဆိုလို့ရှိရင်တော့ဒီလယ်သမားတွေကဒီတော်တော်ခေတ်ကာလ10နှစ်တခုလုံးအခက်အခဲတွေကတောက်လျှောက်ဖြစ်နေရပါတော့တနေ့မဟုတ်တနေ့အခက်အခဲဖြစ်နေတယ်ဒီနေ့မှာကျတော့စီပြဿနာပါနော်အဲ့စီပြဿနာကဘယ်လိုဖြစ်လဲဆိုတော့အခုဆိုလို့ရှိရင်ဒီရိတ်ချွေတွေမရလို့စီတွေမရှိလို့မရိတ်ကပဲနဲ့ဒီစပားတွေလေလွင့်ပျက်စီးဆုံးရှုံးတာတွေလည်းအများကြီးဖြစ်နေပါတယ်ခင်ဗျနောက်တစ်ခုပြောရမယ်ဆိုလို့ရှိရင်တော့စီယာကတော့ဒီတက္ကလန်ပေါ့နော်ဒီ9000ကနေပြီးတော့6000ဝန်းကျင်တော့ဖြစ်နေအခုစက်ပိုင်ရှင်တွေကလည်းတေကောက်3,200နဲ့ရိတ်တယ်ဒါပေမဲ့စီကတော့ကိုယ့်အကူဝယ်ပေးရတာဖြစ်ပါတယ်အဲ့တော့စီအခက်အခဲတွေဖြစ်နေတဲ့အတွက်ကြောင့်ပြည်သူတွေဗီဒီယိုဖိုင်တွေလည်းတက်လာတယ်ပေါ့နော်ဒီဒါမနစ်ကိုစဘာမဆိုင်တော့ဘူးလို့ဖာတို့ညာတို့ပြောကြရတယ်ပေါ့တကယ်တော့ဒီပုံစံတိုင်းဒီပြဿနာကိုတော့တေးချာချာကင်တွယ်ပဲတေးချာချာမဖြေရှင်းဘူးဆိုလို့ရှိရင်တော့ဒီလာမနှစ်အတွက်ကိုကျွန်တော်မြန်မာနိုင်ငံဟာဒီစံစဘာရှားပါမှုကိုမဖြစ်လာနိုင်ပါနဲ့နောက်ပြီးတော့မြန်မာနိုင်ငံရဲ့ဒီခီးသွားလုပ်ငန်းတွေနီးတူနိုင်ငံခြားဝင်ငွေရရှိတဲ့ဒီစံစဘာတင်ပွေးမှုတွေလည်းရော့ကျသွားမယ်လို့ထင်တယ်ပေါ့နော်အဲဒါကြောင့်မလို့လူကြီးတွေဒီတေးချာချာလေးဒီပေါင်းဆက်ပြီးတော့ဖြည့်ဆင်းရေးစီကြပါခင်ဗျလောလောဆယ်မှာတော့စွမ်းရည်ဝန်ကြီးဌာနကနေပြီးတော့ရန်ကုန်မန္တလေးတောင်ကြီးနေပြီးတော့ဗောနော်အဲ့ဒီမှာဒီ QR code system တွေအဲ့လိုမျိုးတွေနဲ့စီတွေကိုထုတ်ပေးနေတော့ကြားပါတယ်ခင်ဗျဒါပေမဲ့ကျွန်တော်တို့ဒီလေသမားတွေအတွက်ကတော့ဒီဘယ်လိုထုတ်ပေးမလဲဆိုတာတော့ဒီဟာရတော့မကြားသေးဘူးဗောနော်ဒါပေမဲ့ဒီပို့တစ်ခုမှတင်လာတာကဒီမြန်မာနိုင်ငံစံစပါစိုက်ပျိုးထုတ်လုပ်သူများအတင်း MPPA ကနေပြီးတော့ဒီကျွန်တော်လေသမားတွေအတွက်ပေါ့နော်ကျွန်တော်တို့ဒီလေသမားတွေအတွက်ပေါ့နော်ဒီစီတွေကိုဒီနွေရာသီစိုက်ကားတွေကိုအမြန်စီရင်ပြုပြီးတင်ပြဖို့အတွက်မြို့နယ်ကိုမြို့နယ်အသီးသီးနောက်ပြီးဆန်ဆက်အသီးသီးကိုပဲလေအဲ့လိုမျိုးလဲမှားကြားထားတယ်ပေါ့နော်တင်ပြဖို့အတွက်မှားကြားတာတော့တင်ရပါပေါ့နော်မှန်လားမမှန်လားတော့ဒီမြန်မာနိုင်ငံဒီစံသွားထုတ်လို့သူများအတင်းတကယ်အဲ့သတင်းကိုကြီးညာမယ်ဆိုလို့ရှိရင်လည်းဒီမြန်မာတန်တဲ့ရုပ်မြင်တန်ကြားနိုင်ငံပိုင်သတင်းကနေကြီးညာရင်လည်းကြီးညာပေးပါဒါမှမဟုတ်ကျွန်တော်တို့ဒီလေဒီယိုတွေကနေပြီးတော့လည်းဒီအဲ့သတင်းတွေကိုကြီးညာပေးပါလို့မြစ်တာရက်ခံပါတယ်ခင်ဗျအဲ့မှာတွေ့ရပါတယ်ခင်ဗျတေချာလားမတေချာလားတော့ကျွန်တော်အဲ့ဒီလိပ်စာမှာပါတဲ့အတိုင်းဖုန်းတလင်းလာနေကြရင်တော့ဖုန်းဆက်ပြီးတော့မေးကြည့်ပါဦးမယ်သူတို့ဘယ်လိုတွေပေးမလဲဘယ်လိုတွေခွဲဝေပေးမလဲဆိုတာကိုကျွန်တော်ထပ်ပြီးတော့ဟောပြရင်ပြန်တင်ပေးမယ်ပါနော်ကိုဘက်ကအတက်နိုင်ဆုံးဘယ်လိုလုပ်အောင်မလဲဆိုလို့ရှိရင်တော့ဒီကျွန်တော်တို့ဒီအချိန်အားဆိုလို့ရှိရင်ကျွန်တော်တို့ဖြစ်အရာတိုင်းဒေတာကြီးဖြောင်းခရိုင်ကြိုက်လက်မြို့နယ်ပေါ့နော်ကြိုက်လက်မြို့နယ်ထဲမှာဆိုလို့ရှိရင်တော့ဒီကြီးရွာပေါင်းမှာ62အုပ်စုရှိမယ်လို့ထင်ပါတယ်ကျွန်တော်လည်းဟိုကြားတာပေါ့နော်အတိအကျတော့မသိပါဘူးကျွန်တော်တို့ရွာကတော့လေဧကပေါင်းထောင်ကျော်ရှိတယ်ပေါ့နော်လေဧက1835ဧကရှိပါတယ်1835ဧကဆိုတော့ကျွန်တော်တို့ဒီမှာအချို့ကတော့ရေပြီးနေပြီရေပြီးတဲ့အတွက်ကြောင့်ဒီမိုးမကြခင်ပေါ့ရေမလာခင်မိုးမကြခင်ရေမလာခင်ဟိုဒီအနှိပ်ပိုင်းနေကျွန်တော်တို့ကဒီအနှိပ်ပိုင်းပေါ့နော်ကျွန်တော်အခုနေတဲ့နေရာဒီရေနယ်ကွင်းဖြစ်တယ်ပေါ့ရေနယ်ကွင်းဆိုတော့ကျွန်တော်တို့ကမိုးမရွာခင်ဟိုရေမလာခင်ကိုဆက်တွေမောင်းအောင်မှာဖြစ်ပါတယ်အဲ့ဆက်တွေမောင်းဖို့အတွက်ကိုကျွန်တော်တို့ကဒီဂျင်နန်စီလိုအပ်ပါတယ်ပေါ့နော်
အခုချိန်တာမမောင်းသားပဲနဲ့ဒီတော်တယ်လင်းကျွန်တော်တို့ຫນွေစဘာကဘယ်ချိန်မှာစိုက်လဲဆိုလို့ရှိရင်တစောင်းမုန်းလာဆန်းဆန်းချင်းနဲ့မှာစိုက်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကဒီတော်တယ်လင်းသတင်းကြိုရေပြန်ဆွဲပြီးဆိုတော့လည်းအသေးအံဆက်တွေမောင်းရပါတယ်အဲ့ဒီချိန်မှာရေဆွဲသည်ဖြစ်သေးရှားသီးဥရလည်းဖောက်ပြန်တဲ့အတွက်ကြောင့်ပေါ့နော်ရေတွေပါဝင်လာလို့ရှိရင်လည်းကျွန်တော်တို့ကအခက်အခဲဖြစ်တယ်ပေါ့နော်အဲ့ကြောင့်မလို့အစင်သင့်ဒီလိုချိန်မှာလောက်ကြတယ်ပေါ့အဲ့ကြောင့်မလို့ဒီရိတ်ဖို့အတွက်လိုအပ်တာတဲ့ဒီပြန်ဆက်တွေမောင်းဖို့လိုအပ်တယ်ဆိုလို့ရှိရင်တော့ပုံမှန်ပါလိမ့်မယ်ခင်ဗျဒါပေမဲ့အကုန်လုံးရိတ်ပြီးပြီလားပြောအောင်လေအကုန်လုံးတော့လည်းမရိတ်ပြီးသေးပါဘူးအချို့လယ်သမားတွေဆိုလို့ရှိရင်စပားတွေအကုန်လုံးပြားပြီးတော့ကတ်နေတာတွေအဲ့လိုမျိုးဖြစ်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ဒီပြောလို့ဆိုဒီနှစ်ကဒီတောင်လယ်သမားတွေအတွက်ကတော့ဟိုကတ်ဆိုးပေါ့နော်ဒီနှစ်ကတောင်လယ်သမားတွေအတွက်ကတ်ဆိုးပေါ့ဘယ်လိုကတ်ဆိုးလဲဆိုတော့ဒီပဲသမားတွေဆိုလို့ရှိရင်လေတေကောက်တင်းနှစ်တင်းသုံးတင်းအဲ့လိုထွက်တယ်အဲ့လိုထွက်တော့သူတို့ပြောမဆိုရင်ဗျာဒီမျိုးဖို့တော့မရဘူးသူတို့စီဖို့ဆပ်ဘူးစီဖို့ဘာညာအဲ့ဒါကိုတခုမှထက်တွက်လို့မရတော့အချို့ဟိုလေဧကနဲတဲ့သူတွေဆိုလို့ရှိရင်တော့ဒီလေရောင်းပြီးတော့ဆက်မှာလေရောင်းပြီးဆက်မှာကြည့်ဒါပေမဲ့လေကဒီချိန်မှာဝယ်နိုင်တဲ့သူတွေကလည်းမဝယ်ဘူးဘာဖြစ်လို့လဲဆိုတော့စီအခက်အခဲဖြစ်တဲ့အတွက်ကြောင့်ဟိုဒီမောင်းဖို့တွေပါရအဆင်မပြေဘူးလေပြန်လဲလုပ်ဖို့အတွက်